အားလုံးမင်္ဂလာပါကျွန်တော်ဗီဒီယိုမှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဘောလုံးပွဲတွေကိုထားရိုက်လိုက်ဘယ် application နဲ့ကြည့်လဲဆိုတော့ပြပြပါမယ်ဘယ် application နဲ့ဆိုတာကျွန်တော် application တစ်ခုပဲတည်တယ်ကျွန်တော်လည်းအဲ့ဒီ application တစ်ခုပဲသုံးပြုနေတာဖြစ်ပါတယ်ကျွန်တော်သုံးနေတဲ့ application ကတော့ဗျာ Bami TV Pro application ပဲဖြစ်ပါတယ်ဒီ application မှာဆိုရင်တော့ကျွန်တော်စနေနေ့တွေပွဲစဉ်တွေအပြင်ဂျားရက်ပွဲစဉ်တွေရောနောက်လာမယ့်နိုင်ငံတကာပွဲစဉ်တွေရောဒီ application ထဲမှာအစုံကြည့်လို့ရတယ်ဗျာကျွန်တော်ဟိုသွားလိုက်ကြည့်လိုက်ဒီသွားလိုက်ကြည့်လိုက်မဟုတ်ဘူးအဲ့တော့ကျွန်တော်တို့လောလောဆယ်မှာ Bami TV Pro application နဲ့အဆင်ပြေနေတယ် brother တို့ကြည့်နေတဲ့ application တွေရှိရင်လည်းအောက် comment ထဲမှာမှတ်ခဲ့ပြပါဘာဖြစ်လို့လဲဆိုတော့တချို့ကကျွန်တော်ပြောပြချင်တဲ့ကျွန်တော်ပြောပြရတယ်ဗျာ application နဲ့အဆင်ပြေချင်မှပြေလိမ့်မယ်အဲ့ဒါကြောင့်မလို့ brother တို့လည်းထပ်ပြီးတော့ application ကောင်းလေးတွေရှိတယ်ဆိုရင်အောက် comment မှာညွှန်ခဲ့ပြလိုက်ကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ